ပြန်လဲကြိုးဆိုပါတယ်ပေါ်လာတော့မနေ့ပြန်စီစဉ်ကုန်လို့မှာဆိုတော့ division ဆော့ရတာအဆင်ပြေကြရလားဒီနေ့မှာတော့ကျွန်တော်ကလက်တလောကျွန်တော်ဆော့လို့ကောင်းနေတဲ့သဘောတွေ့နေတဲ့ formation ကိုပေါ်လာတော့ပြပြသွားမှာဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်က point rating 2000ပေါ့နော်ဆက်ဆော့ဖို့လည်းမရှိပါဘူးဘာလို့လဲဆိုတော့ကျွန်တော်မှာလုပ်เสียအလုပ်လေးရှိလို့ပါပြီးတော့ဆက်ဆော့ရင်လည်းနိုင်ကြမနိုင်ပါလိမ့် Okay စလိုက်ကြအောင် formation ကတော့ဘော်ရာတို့မြင်တဲ့အတိုင်း4312 play sign ကတော့ထုံးစံတိုင်းလောင်မို့ကောင်းတာနီးပြက Nico Kovac ပါဒီ formation မှာထူးခြားတာဆိုလို့ default 4312ထားပြီးတော့ left back ကို center back ပြောင်းလိုက်ရုံပါပဲကျွန်တော်ကတော့ဒီနောက်ပိုင်းမှာ CB 3ယောက် full back 1ယောက်ဆိုတာမျိုးနဲ့ပဲပြင်းနေတယ်ဘာလို့ဆို defensive နည်းနည်းလေးပိုဆန်ကြည့်လို့ပြီးတော့ defensive full back ဆိုရင်တော့ LBRB full back နေရာထက် CB မှာဆိုလို့ရှိရင်ဒီနေရာယူမှုပိုကောင်းတယ်လို့ personal အရထင်လို့ပါ line player တွေမှာဆိုရင်တော့ GK မှာဆိုရင်ကျွန်တော်ကတော့ attacking GK တွေကိုပို့ပြီးတော့သဘောကျတယ်ဘာလို့ဆိုဒီနောက်ပိုင်း through ball တွေနဲ့ link up play ဆိုတဲ့ manager mechanic တွေက sound fucking ကိုကျန်းနေတယ်သို့တော့ဘော်ရာတို့ရုံတဲ့ GK ကိုသုံးရဲရှင်ရပြီ center back 3ယောက်ကတော့ Coleman, Mardini, Turan, full back ကတော့ Zambrotta တတိထားမိလားတော့မသိဘူး back line 4ယောက်လုံးကအကြိုက်ဖြစ်ပြီးတော့ ground ကျူရကောင်းတဲ့သူတွေပြီးတော့ Zambrotta ကလည်း attacking full back ဆိုပေမဲ့ defensive minded full back ပါ training ဘေးနဲ့လည်းဆိုင်နေဆိုပေမဲ့ကျွန်တော်ကတော့သူ့မှာပါတဲ့ shooting skill တစ်ခုဖြစ်တဲ့ shadow hand နဲ့ phenomenal pass ကြောင့် defensive မှာပဲသုံးပါတယ် DMF ကတော့ Anchorman Yaya Toure ဘော်ရာတို့ကတော့ရှိရတူကိုသုံးလို့ရပါတယ် box to box orchestrator destroyer အကုန်ရတယ်အဓိကကတော့ဘောဝင်တာဖြစ်ဖို့နဲ့ Anchorman မဟုတ်လို့ရှိရင် defensive instruction ပေးဖို့ပါပဲ CMF နှစ်ယောက်ကရှိတဲ့လူကထည့်တော့အဓိကကတော့တိုက်စစ်ခံစစ် balance ဖြစ်ဖို့နဲ့ late run တွေကနေ goal သွင်းနိုင်ဖို့ပါ AMF က 4 player ဖြစ်ပိုကောင်းတယ်ဒါပေမဲ့တားကြီးကောင်းမစားနဲ့ဗျရှိတာထည့်သုံးလိုက် CF နှစ်ယောက်ကလည်းကြိုက်တဲ့လူကိုတွဲလို့ရတယ်ကျွန်တော်က area monster တကောင်အနေနဲ့ Ibra ကိုထည့်ထားတယ်ဒါပေမဲ့ deformation မှာက full back တွေရှေ့မတက်ဘူးเนาะဆိုတော့ crossing ကတော့သိထွက်မှာမဟုတ်ဘူးဒါကြောင့် area မကောင်းလေ on the ball ကောင်းပြီးတော့မြန်တဲ့ player တွေကိုသုံးလို့ရပါတယ် bash player တွေကတော့ဘော်ရာတို့မြင်တဲ့အတိုင်းပါပဲ GK တယောက်လည်းခေါ်ထားတယ်တကယ်က line ရဲ့ GK မှာ epic GK ဆိုလို့ရှိရင် bash မှာ GK ခေါ်စရာမလိုဘူးလို့သူများတွေပြောပေမဲ့လည်းဘယ်လိုပြောရမလဲ in case ပေါ့ဗျာဘာဖြစ်မလဲဆိုတော့သိမှမသိနိုင်ဘူးပြီးတော့ CB တယောက် CB ကကိုနာတီတစ်ဖက်ကရန်ကိုလာတို့ Ruth Hullet တို့ Ibra တို့ပါလို့ရှိရင်ထိမ့်ဖို့ပြီးတော့ DMF CMF 2ယောက် AMF တွေနဲ့ CF 3ယောက်ပါ Ronaldinho ကိုတော့ဒုတိယပိုင်းလောက်မှာထည့်ပြီးတော့ SS နေရာမှာ3 striker အနေနဲ့သုံးတယ်ဒါပေမဲ့တစ်ဖက်က opponent က 5 back နဲ့ဆော့ရင်တော့ပွဲစားတွေက3 striker နဲ့သုံးပါတယ် free to play squad လည်းကျွန်တော်မှာရှိပါတယ်ခုန squad မှာလည်းအချို့ကတ်တွေပါတယ်ဆိုပေမဲ့ဒီ squad ကတော့ pay ကလုံးဝမပါတဲ့ squad ပါ Okay ကျွန်တော်တို့ free to play option အနေနဲ့လည်းကစားသမားတွေကိုသိပြီဆိုတော့ 4-3-1-2 formation ကိုဘယ်လို in game မှာ implement လုပ်မလဲဘယ်လိုဆော့ရမလဲပေါ့ဗျာအမှန်တိုင်းပြောရင်တော့ formation ရကိုကောင်းတယ်ဘယ်လိုဆော့နိုင်နေရဗျာ Okay အဓိကကတော့ CMF 2ယောက်နဲ့ AMF ကအရေးကြီးဆုံးပါပဲကွင်းနဲ့အသာစီးနဲ့တိုက်စစ်နဲ့ခံစစ်ကိုထိန်းကျောင်းပါပါ attacking tip ဆိုရင်တော့ကွင်းလင်ကဘောလုံးရပြီဆိုတာနဲ့ AMF ကရှေ့ကိုပြစ်တက်သွားပါလိမ့်မယ် AMF ပြစ်တက်သွားပြီဆိုတာနဲ့ကျွန်တော်တို့ကလွတ်တဲ့ option ကိုပေးပြီးတော့ goal သွင်းရမှာပါ defend နေရတော့ဘယ် formation ပဲဆော့ဆော့ structure မပြတ်ဖို့ကအရေးကြီးပါတယ်example ကိုကြည့်ရုံနဲ့နားမလည်တဲ့ border ကြီးလည်းရှိနိုင်တာမို့လို့ 4312 နဲ့အတူ division တစ်ပွဲကိုဆော့ပြသွားမှာဖြစ်ပါတယ်စကားမဆက် general study မှာ season ကို
ဆမ်မာကနေပြီးတော့ window ကိုပြောင်းလိုက်လို့ရှိရင် border ရဲ့ player တွေကအင်ကြီးဂျာစီလက်ရှည်ကိုဝတ်သွားမှာဖြစ်ပါတယ်စကားကြုံလို့မတည်သေးတဲ့လူတွေကိုပြပြပေးတာပါopponent ကတော့ 4-2-2 formation okay he သူကလောင်မော့ကောင်နာနေပြီး position game ကိုသူပြောင်းသွားတယ်เนาะတစ်ဆက်သတိထားမိလိုက်မသိဘူးကျွန်တော်လည်း Facebook မှာကျွန်တော်ရဲ့ Facebook page မှာတစ်ခါတင်မှုပါတယ်ဘာလဲဆိုတော့position game ကလောင်မော့ကောင်နာကိုပြန်ပြီးတော့ကောင်းတာပါတယ်ဒါက play style advantage ယူတာပါOkay ဘွဲကိုစလိုက်ကြရအောင်ရာထရီရှိမှရှိတဲ့ Debiero ပေးထားတယ် Adriano ပဲတစ်ချက်နောက်လှည့်ပြီးတော့ Adriano low screen မှာလမ်းကန်တယ်ကိုလိုမောနေတာကျင်းနေခဲ့ရခင်ဗျာ Debiero ကိုနာကဲကိုကန်မယ်ခင်ဗျာ Debiero ပဲရှစ်တလိုက် Family Lopez ကိုပေးတယ် Family Lopez နောက်ပေါက်လေးနဲ့ Piero ပြန်ချထားတယ် Debiero လမ်းကန်ပေးမဲ့ပြော့တယ်ခင်ဗျာဆိုရပဲရထားတယ်ဆိုရအခြေလေးကြည့်ပြီးမှတက်လိုက် Bloody ကိုပေးတယ် Bloody ရှေ့ကိုလှမ်းပြောပေးပေမဲ့သူ ran ကောင်းမဆုံးပဲပြန်လေစေထားခဲ့ပြီမြတ်ကျွန်တော်က Casa Switch ကို manual နဲ့ဆော့တာပါဒါကြောင့်မလို့ခုနကတော့သူက Bloody နဲ့ရှေ့မှာပြည့်တက်သွားတဲ့ Kylian Mbappe ကိုသူဘောလုံးပေးဖို့လောက်တာကျွန်တော်သိလိုက်တယ်သိလိုက်တော့ကျွန်တော်ချက်ချင်းပဲသူ ran နဲ့လိုက်ပြီးတော့ like ကတ်တယ်ဒါကြောင့်မလို့ကျွန်တော်ဘောလုံးရသွားတာပါခုဆိုရင်ပြောနေမှာပလာတီနီဆော်ရက်ကိုပေးတယ်ဆော်ရက်လက်ကမစူးစမ်းပေမဲ့သူရမ်မဲကောင်းမှုဆုံးပြန်လည်ရရှိထားခဲ့ခင်ဗျာခုဆိုလို့ရှိရင်တော့အက်ဒရီယာနိုဘောလုံးလိုက်ထားတယ်အက်ဒရီယာနိုတို့မလဲဒင်းဝိုင်ဆန်ကုသမားစီဝဲပြန်လည်ပြီးတော့ပေးထားခဲ့တယ်ခင်ဗျာကိုနေကနေအန်ဒီပီယာလိုရှိမှရှင်ဒေဘီယာရိုပေးတယ်ဖာမီလိုပက်အက်ဒရီယာနိုပြန်လည်ပေးထားတယ်အက်ဒရီယာနိုဒေဘီယာရိုပေးပြီးတော့ nice 1-2 combination အက်ဒရီယာနိုရရှိလာတဲ့ခွင့်ရကိုတော့အက်ဒရီယာနိုclinical ဖြစ်နေပဲအဆုံးသက်ပိတ်သွင်းခဲ့ရခင်ဗျာတကယ်တော့ 4-3-1-2 formation ဆိုတာဘရော့အတွက်တော့မသိဘူးကျွန်တော်အတွက်တော့ဒီ PS ခစ်တဲ့ကဆော့လာတဲ့ formation ပဲဘောကင်ဆော့မလား midfield နဲ့ဖိလို့ရတယ် one touch ဆော့မလား player position ကအဆင်ပြေတယ် meta formation တော့မဟုတ်တော့ဘူးဒါပေမဲ့ဘယ်ချိန်ဆော့ဘယ်လိုပြောမလဲအများလက်ထွက်တဲ့ formation ပေါ့ဗျာ master memory စောင့်လာတော့မသိဘူး okay ထားပါတော့ပွဲပြန်သွားလိုက်ကြAndrea Piero လက်ကျော်ကနေပြီးတော့ရာတိုရီကိုပေးထားတယ် Debiero Enzo Fernandez ကိုပြန်ချပြီးတော့အရှိကိုပြတ်သွားပြီ Debiero ကိုပြန်ပြီခင်ဗျာရိုဂျာရရှိလာတဲ့အခွင့်အရေးကိုအသာလေးပိတ်သွင်းပြီးတော့ပဲကျွန်တော်တို့က opponent ကိုဥဆောင်ထားနိုင်ခဲ့ပြီခင်ဗျာနှစ်ဂိုးသွင်းတယ်နှစ်ဂိုးလုံးက opponent ရဲ့အလစ်ကိုဖမ်းပြီးတော့ 1-2 ရိုက်သွားတာကြီးပဲဘာသာကျွန်တော်ပြောရရုံလိုက် if ဘောမှာ 1-2 combination လုပ်တဲ့ division 1ရောက်ပြီအခြား basket မှမလို့ပီယာလိုပဲကွလင်ဂျိုကနေပြီးတော့ဟိုလီမိုလီလိုင်းလိုက်နေရခင်ဗျာတင်းဝိုင်ဆန်နောက်မှရှိနေခိုးဘဲကိုပေးထားတယ်ခိုးဘဲပဲဘယ်စမှရှိနေကော့စထရာကာတာဝိုင်ဆန်ရက်ကက်ပေးထားပေမဲ့ဂျာရှိမောက်ရလဲဖာမီလိုပဲရပြီခင်ဗျာခုဆိုရင်တော့ဒေဘီရိုရှိမှပြေးပေမဲ့လဲရှယ်ဒိုဟန်တဆိုင်ကောင်းမွန်ဆုံးပဲပြန်လဲစေယူထားခဲ့ခင်ဗျာရှယ်ဒိုဟန်ရှူတန်စကေကအတော့ strong ဖြစ်ပါတယ်ကျွန်တော်မြင်ရဆိုလို့ရှိရင်တော့ဒီနောက်တန်းမှာ master scale ရဲမှာဆိုလို့ရှိရင် special scale ရဲမှာဆိုလို့ရှိရင်ဒီ long reach တက်ခဲ့ရဲ shadow hand နှစ်ခုလုံးရှိရင်ရှိမရှိရင်တစ်ခုရှိဖို့ကအရေးကြီးပါတယ်ခုဆိုတော့တစ်ဖက်တင်ရ area PR လို့ဒီကျန်းနေပြီးတော့ပဲတက်လာ Luis Suarez ပေး Luis Suarez လမ်းပြီးတော့ကင်မှုစူးစမ်းပေမဲ့ Fermin Lopez Travis Skin နဲ့အတူနောက်ထိဆက်ရှိလာပြီးတော့ဖျက်ထုတ်ထားခဲ့တယ်ခင်ဗျာတို့ပဲဘောလုံးပြတ်သေးပဲ Eden Hazard ပြန်လည်ရရှိထားတယ်ရှေ့ကိုလမ်းမြုပ်ပြပေမဲ့ Yaya Toure လေကြောင်းနေပြီးတော့ဖျက်ထုတ်ထားခဲ့တယ်ခင်ဗျာတက်ချွေက Pirloရှိမှရှိနေ Debiero လှမ်းပြီး Debiero မှာစိတ်တစ်ချက်ပြပြီးတော့လှမ်းကမှုစူးစမ်းမြင်မယ်ကန်ချက်ကအတော်ကိုပြော့တယ်ခင်ဗျာပိုးပဲချက်ရှိလာတဲ့ဘောလုံးကိုရှေ့ကိုလှမ်းပြီးတော့ကနေပေးထားတယ် Adriano နောက်ပေါက်လေးချပြီးတော့ Enzo Fernandez Adriano ပြန်လဲမျောပေးဖို့စူးစမ်းပေမဲ့နောက်တန်းနဲ့ညှိရခင်ဗျာဘယ်စမ်းနေပြီးတော့ကိုမန်ကျွန်တော်ကြည့်ပြီးတော့ Pirlo ပေးတယ် Debiero ပဲခြေချက်ကြည့်ပြီးတော့မာစိတ်တန်ပြပေမဲ့တဆိုင်ကောင်းမှုဆုံးပဲဖြတ်လုပ်ထားခဲ့ခင်ဗျာခုဆိုတော့ကျွန်တော်ပထမပိုင်း15မိနစ်ပြီးဆုံးလို့သွားခဲ့ပြီဖြစ်ပါတယ်ပထမပိုင်းပြီးမှာတော့ ball position 52 position ကကြံ9ချိန်နဲ့တူ2-9နဲ့ဥဆောင်ထားခဲ့ရခင်ဗျာဒုတိယ
တိယပိုင်း KO စပါပြီ KO တော့ကျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့ဘူးသလိုပဲဒီတိုင်း like ပိတ်ဗျာlike လူစရာမလို like ပိတ်ရုံနဲ့ကိုပေါ်လုံးရတယ်ခုဆိုရင်တော့ farming လုပ်ပဲလူချစ်ချစ်ဆွတ်တက်လာပြီး farming လုပ်ပဲ low screamer နဲ့တူတတိယမြောက်ဥဆောင်ကိုတော့ဒုတိယပိုင်းအစမှာပဲပတ်သိရဲ့ KO အမားကနေပြီးတော့ time and space အလုံးလောက်နဲ့ပြည့်တက်လာပြီးတော့အကောင့်မှုဆုံးပိတ်သွင်းရယူခဲ့တယ်ခင်ဗျာ just for you okay I will take it okay ဘာကောင်းလဲဒီကောင် space လို့တွေလာပြီးနေတယ်ဟောမဒေဘီယာတော့ကလေးကနေပြီးလုတ်ပြပြီဒေဘီယာရိုးရှေ့မှာရှိနေတဲ့ PLO ပေးတယ် PLO ကိုလှမ်းပြီးတော့သွင်းမြန်ပြီခင်ဗျာတတိယမြောက်ဥဆောင်ကိုပေးပြီးတော့မကြခင်မှာပဲဆိုတော့မြောက်ဥဆောင်ကိုလည်းဘယ်လိုကူပဲသွင်းထားနိုင်ခဲ့တယ်ခင်ဗျာခုစတော့ PLO ပဲရှေ့မှာရှိနေတဲ့ဒေဘီယာရိုးလှမ်းပြီးတော့ပေးထားတယ်ဒေဘီယာရိုးနောက်ပြန်ပြီးတော့ခေါက်ဖို့စူးစမ်းပေမဲ့ထွက်သေးနောက်တန်းရပဲကောင်းမှုဆုံးဖြစ်ထုတ်ထားခဲ့ခင်ဗျာရထရီကလဂျန်နေပြီးတော့ပဲဘောလုံးရရှိထားတယ်ဖမီလိုပတ်စ်အဒီယန်ကိုလှမ်းပေးဖို့စူးစမ်းပေမဲ့ဘလို့ခင်ဗျာဆွာရက်ကီချူလေးနဲ့ကီယန်အဘဘီကိုပြန်ပြီးတော့ဆွဲပေးထားတယ်သူ့ပေမဲ့လည်းရထရီပြန်လည်းရရှိထားခဲ့ခင်ဗျာဖမီလိုပတ်ပြီးမှရှိနေအန်ဆိုဖန်နက်တက်ကိုပေးတယ်အန်ဆိုဖန်နက်တက်ပဲအန်ဆိုဖန်နက်တက်ရှေ့ကြီးရဲ့နောက်ကြီးရဲ့အန်ဆိုဖန်နက်တက်ပဲခုလိုကိုစူးစမ်းပေမဲ့လည်းဒီဘက်တင်းရဲ့နောက်တန်းကြီးပြုံပြီးတော့လိုက်လို့ဘောလုံးပြက်ခဲ့ရတယ်ခင်ဗျာsorry ရှိမရှိနေအမ်ဘပေကိုလှမ်းပေးပြီမြဲထရီမနာထန် interception လုပ်ထားခဲ့တယ်ခင်ဗျာကုဇနိုဖာမီလိုပတ်ပဲရရှိထားတယ်ရီယာနိုဒေဘီယာရိုပြေကိုစူးစမ်းပေးမယ်လေဘလက်တီမက်ဆဆမ်မဲဖျက်လူထားခဲ့တယ်ခင်ဗျာ sorry ကီလီအမ်ဘပေကိုပြီးထားတယ်အီလီဟန်ဇက်ပဲထောက်ရှိတယ် sorry ကိုလှမ်းပေးတယ်နောက်ပေါ်လေးပြန်ဆက်ထားပြီးရှုပ်ပြတဲ့ကိုစူးစမ်းပေးမယ်လူ sorry လူဂျုံနေတယ်ခင်ဗျာကစားကြမိနစ်90ပြည့်လို့လူလဲဖို့လုံနေတဲ့အချိန်မှာပဲဒီပတ်တင်ကစားမအခုဆိုရင်တော့ထွက်သွားခဲ့ရွေးဖြစ်ပါတယ်ခင်ဗျာ Okay ကျေးဇူးပါပေါ်လာတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ channel ကို like and subscribe လုပ်ပေးကြပါဦးနောက်နေ့မှာရောဘယ် information တွေကို full breakdown လုပ်ပေးရမလဲ comment မှာမှန်းကြလို့ရပါတယ် See you ပေါ်လာတော့